အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇင်နိုင်ထက် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော် white ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါခင်ဗျာအဖြူရောင်လေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တငယ်ချင်းတို့အနေနဲ့ဗီဒီယိုအသစ်တိုင်းသိရှိပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာဗီဒီယိုလေးလာလို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဂျပန် region အကောင့်ပြောင်းကျင်တဲ့မိတ်ဆွေများအတွက် TikTok ကိုဂျပန် region အကောင့်ပြောင်းပြီးတော့ဝင်ငွေရှာလို့ရမယ့်နည်းလမ်းလေးမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ဒါဆိုရင်ကျွန်တော်အနေနဲ့ဂျပန် region အကောင့်ပြောင်းတဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်တို့ TikTok အကောင့်ထဲကိုဝင်လိုက်မယ်။ TikTok ထဲဝင်လိုက်မယ်။ဒါကတော့ကျွန်တော်အမရဲ့ TikTok အကောင့်ကိုမြန်မာ region ကနေပြီးတော့ဂျပန် region ချိန်ကြည့်မှာဖြစ်ပါတယ်ခင်ဗျ။ဒါဆိုရင်တော့ကျွန်တော်တို့ဒီ TikTok ထဲဝင်လိုက်တဲ့ဆိုရင်ကိုယ့်ရဲ့ profile ထဲဝင်လိုက်ပြီးသွားရင်ဒီအပေါ်မှာရှိရဲ့မြင်းလေး၃ချောင်းရှိပါခင်ဗျာဒီတောင်းလေးမဲ့ပေါ့နော်မြင်းလေးထဲဝင်လိုက်ဝင်ပြီးသွားတဲ့အချိန်မှာဒီအောက်မှာရှိရဲ့ setting and privacy ဆိုပြီးတော့ရှိပါခင်ဗျာအထက်လေးကိုတစ်ချက်ဝင်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ဒီမဲ့ account ဆိုပြီးတော့ရှိပါခင်ဗျာဒီနားလေးမဲ့ပေါ့ခင်ဗျာ account အထက်လေးကိုတစ်ချက်ဝင်လိုက်ပါခင်ဗျာ account ထဲဝင်ပြီးသွားရင်ဒီမှာရှိပါတယ် account information ဆိုပြီးတော့ရှိပါတယ်ခင်ဗျ account information နဲ့တစ်ချက်ဝင်လိုက်ပါဝင်လိုက်တယ်ဆိုရင်မိတ်ဆွေတို့ရဲ့ account ဟာ account region နေရမယ်မြန်မာဆိုပြီးတော့ပေါ်နေပါလိမ့်မယ်ခင်ဗျမြန်မာဆိုပြီးပေါ်နေတဲ့ဟာကိုဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျနှိပ်လိုက်ပြီးသွားရင်ဒီချက်ပါလိမ့်မယ်ဂျပန်ဆိုပြီးတော့ရရှာလိုက်ပါဂျပန်ဆိုပြီးတော့ပေါ်လာရဲဆိုရင်ဂျပန်အမှန်ကြီးလေးရှင်းလိုက်ပါရှင်းပြီးသွားရင်ဒီနေရာလေးကို okay ဆိုပြီးတော့နှိပ်လိုက်ပါခင်ဗျဒီမဲ့စာလေးတစ်ချောင်းပေါ်လာရဲဆိုရင်တော့ကျွန်တော်တို့ရနိုင်ခြင်းများရလို့တွေ့ပါရခင်ဗျTikTok မှာလည်းတွေ့ပါရစာရေးအများကြီးပေါ်လာရင်တော့မရဘူးလို့အဲ့လိုမျိုးတွေ့ပါရခင်ဗျဒီ account ဒီလိုချိန်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဂျပန် VPN လေးခံပြီးတော့ခဏလေးအသုံးပြုပေးဆိုရင်တော့ပို့ပြီးအဆင်ပြေနိုင်ပါခင်ဗျပြီးသွားရင်တော့ဒီအောက်မှာရှိရဲ okay ကိုနှိပ်လိုက်ပါခင်ဗျဒီလိုလေးစာလေးတစ်ချောင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရနိုင်ခြင်းများရလို့ပြောပါခင်ဗျဒီလိုစာ2ချောင်းလောက်ပေါ်လာဆိုရင်တော့ရနိုင်ခြင်းနည်းလို့ TikTok မှာတော့တွေ့ပါခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်တစ်ပတ်နှစ်ပတ်စောင့်ပြီးတော့ကျွန်တော်တို့ဂျပန် VPN လေးနဲ့အသုံးပြုပြီးတော့ခဏလောက်စောင့်ကြည့်ပြီးတော့ဒီထက်လေးပဲကျွန်တော်တို့ account information နဲ့ဝင်ဒီထက်လေးကို account region နဲ့ဝင်ပြီးတော့စစ်ကြည့်ပါခင်ဗျကျွန်တော်ဂျပန် region ကိုပြောင်းသွားမှာပဲဖြစ်ပါတယ်ခင်ဗျဂျပန် region ပြောင်းသွားပြီဆိုရင်ကိုက10မိနစ်အထက်ကြော်ရဲ့ဗီဒီယိုတွေတင်ပေးပြီးတော့ပိုက်ဆံရှာလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲအဆုံးထိလိုက်ကြည့်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ